ကုသိုလ်တွေထဲမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်တွေထဲမှာဝေလာမသုတ်တံမှာဟောထားတဲ့ကုသိုလ်တွေရဲ့အဆင့်ဆင့်အကောင်းဆုံးကုသိုလ်လုပ်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လုပ်ရမလဲလောကမှာဝိကျေတနာကုန်ကြတဲ့ကုသိုလ်ဟာအကောင်းဆုံးလားဘယ်ကုသိုလ်ဟာအကောင်းဆုံးလဲဒီအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာချစ်တယ်လိုင်းခင်းတဲ့ကြောက်ရောင်းတဲ့လူနဲ့ပရမညာကြောက်တို့ကြောက်စိမ့်တို့ရောင်းတဲ့လူနဲ့အတူတူလေလမ်းခင်းတဲ့ကြောက်ရောင်းတဲ့ပုဂ္ဂိုလ်ကကားကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးကြီးဟိမ့်နေအောင်ပုံထားပြီးတော့ရောင်းတာဟာလောက်မှမရအကြီးကောင်းတဲ့ပရမညာကြောက်ကလေးတစ်လုံးဟာအိတ်ထောင်ထဲမှာတောင်မှအပြည့်ဖို့ထည့်ထားအဲ့ဒီပရမညာကြောက်ကလေးတစ်လုံးရောင်းတာခုနကကားအစီး20 200 300တိုက်ရတဲ့ကြောက်ပုံကြီးနဲ့ဆာလိုက်ရင်ပရမညာကြောက်လေးကတမိုးကြီးမှာတယ်စိတ်လေးတစ်ပွင့်ကတမိုးကြီးမှာကြောက်ပုံကြီးကတမိုးမရှိဘူးကုသိုလ်မှလည်းပဲအဲ့ဒီလိုသဘောထားနော်ဘယ်ကုသိုလ်ကအသေးစားဘယ်ကုသိုလ်ကအထီးစားရလိုက်တဲ့အခါမှာအကျိုးအမြတ်ဆိုကြကြချာနာမှုရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားဝေလာမသုတ်တံမှာဟောတာရှိတယ်ငွေချေတနာအကုန်ကြခံပြီးတော့လုပ်တဲ့ကုသိုလ်တွေထဲမှာတဲ့သတုတ္တိတသံဃာအရက်လေးမျက်နှာမှာအပိတ်ပင်တားဆီးမရှိကြွလာနိုင်တဲ့သံဃာတွေကိုရည်ညွှန်းပြီးတော့တန်ခိကကြောင့်အဆောက်အဦတစ်ခုဆောက်လှူတယ်ငွေချေတနာအကုန်ကြခံပြီးတော့ဆောက်လှူတဲ့အကြောင်းအလှူဟာငွေချေတနာကုန်တဲ့အထဲမှာတော့အကောင်းဆုံးကုသိုလ်လို့ပြောတယ်နော်ဆွမ်းလူတဲ့ကုသိုလ်ရှိတယ်သင်္ကန်းလူတဲ့ကုသိုလ်ရှိတယ်ဆေးလူတဲ့ကုသိုလ်ရှိတယ်တန်ဃာတွေကိုရည်ညွှန်းပြီးတော့ဆောက်လုပ်တဲ့အကြောင်းအလှူရှိတယ်အဲ့ထက်ပဲဆွမ်းသင်္ကန်းကြောင်းလို့ဆိုတဲ့ကုသိုလ်တွေထဲမှာကြောင်းလူတဲ့ကုသိုလ်ဟာအကောင်းဆုံးဘာကြောင့်အကောင်းဆုံးလို့ပြောရတယ်လဲတတိယတိုင်းကုသိုလ်တွေတိုးနိုင်တယ်ထာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းတယ်လို့ပြောတယ်ဆွမ်းဆိုတာထမင်းအသက်9ရက်ပဲဒါတော့မှမနေ့ကပ်ပြီးရင်နေတဲ့စားနောက်တည့်ရက်မရှိတော့သင်္ကန်းဆိုတာ3 လပဲစိတ်ဆိုတာယောဂဝေဒနာရှိမှလိုအပ်တာအဲ့တော့ကြံတဲ့ဆွမ်းသင်္ကန်းဆေးတို့ဟာတခဏလေးပဲထာဝရလိုအပ်ချက်လည်းမဟုတ်ဘူးကျောင်းဆိုတာကြတော့အနှစ်50အနှစ်100ဟောလို့ဆောက်ဦးကြီးတယ်မှာအခုပဲကြည့်ဒီသိမ့်ဓမ္မယုံကြီးထဲမှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတာဘယ်သူကနေပြီးတော့ဆောက်ရှောက်ကားွယ်ပေးထားတော့ဆိုဒီအဆောက်အဦကြီးကကိုယ်အကျိုးပြုတာအပြစ်မဲ့မှာဆိုရင်အေးမယ်သို့မဟုတ်နေပူမယ်ဒီလိုမနေနိုင်ဘူးအဲ့တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်ဟောအဆောက်အဦရဲ့ကြတော့ပို့ပြီးတော့ချမ်းသာလေလုံးမိုးလုံးအနေထားတစ်ခုဒါဘယ်သူကအကျိုးပြုဒီเจ้าကအကျိုးပြုအဆောက်အဦကအကျိုးပြုနေတာသူတွေကိုဒါကိုဥပနိဒေယပစ္စယောလို့ခေါ်တာနော်ဥပနိဒေယပစ္စယောလူချင်းသာကျေးဇူးပြုတယ်လို့အမတ်တမဲ့ထင်ကောင်းထင်နေတယ်အဆောက်အဦကကိုယ့်ကိုကျေးဇူးပြုထားတာအဆောက်အဦကခုချိန်မှာကျေးဇူးပြုထားတယ်အေးချမ်းချမ်းနေနိုင်တာအဆောက်အဦကကျေးဇူးပြုထို့တူပဲအစာတို့အဝတ်တို့ကလည်းကျေးဇူးပြုတယ်အဲ့တည်းမဲ့ကျေးဇူးပြုတဲ့ထဲမှာအဆောက်အဦရဲ့ကျေးဇူးပြုမှုကပို့ပြီးတော့ကြီးမားတယ်ဒါကြောင့်ကျောင်းအလှူဟာအကောင်းဆုံးလို့ဒီလိုမြတ်စွာဘုရားဟောဒါပြင်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရားတရဏံကိစ္စမေးဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ်တရဏဂုံဆောက်တည်တယ်ဆိုတာတကယ်အနှံလိုက်တာနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဖရာဆုံးမတိုင်းနေပါမယ်တရားအတိုင်းကျင့်ပါမယ်တန်ခါတွေနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဖရာတရားတန်ခါနဲ့ပတ်သက်ပြီးအဲ့လိုအနှံလိုက်တယ်ကိုယ့်ဘဝကိုဆွန့်လွတ်ပြီးတော့အနှံလိုက်တယ်အဲ့ဒီကုသိုလ်ကကျောင်းဆောက်ပြီးတော့ဝေကုံကြီးကြထားပြီးတော့ဆောက်လှူတဲ့အလှူတဲ့ပို့ပြီးတော့ကြီးမားတယ်။ဘာကြောင့်ကြီးမားတော့ဆိုတော့ကိုယ့်ဘဝကျောင်းလှူတယ်ဆိုတာပြင်မကပစ္စည်းနဲ့အသုံးချပြီးလှူတာ။ငွေကြေးတနာဆိုတာအပြင်ကပစ္စည်း။ကိုယ့်ဘဝကိုအနှံလိုက်တယ်ဆိုတော့ကိုယ့်ရဲ့ဘဝလို့ဆိုတဲ့တမိုးမဖြတ်နိုင်တဲ့အသက်ကိုအနှင်းပြီးတော့လှူဒန်းတာဖြစ်သွားကြ။ဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတရဏဂုံစောင့်တည်ပြီးတဲ့နောက်မှာ၅ပါးသီလလုံးထိမ့်သိမ့်လိုက်တယ်ဟောတာပုံမြတ်သွားတယ်ဒါဖြင့်ဒီတဲ့မြတ်တာရှိသေးလားဆိုရှိတယ်သက်လွတ်မေတ္တာရိတ်တာလို့ဆိုတယ်
ဒီမှာမေတ္တာပွားနေမေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံသီလစောင့်တည်ထားတာတဲ့မေတ္တာပွားတာမေတ္တာပွားတာတော့မှအကြာကြီးမဟုတ်ဘူးခန္ဓောဟနမတ္တံပိမေတ္တာဘာဝေတိနန္ဒတရှုလို့သူတို့ဆိုတယ်ဒီစကားလုံးကိုခန္ဓောဟနဆိုတာနန္ဒတရှုလက်ချောင်းလေးနှစ်ချောင်းနဲ့တဏ္ဍခါတို့ဘာတို့စန္ဒကူတို့သွေးထားပြီးတော့လက်ချောင်းလေးနှစ်ချောင်းနဲ့ယူပြီးတော့နှာခေါင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်တော့မှမရှိဘူးအဲ့ဒါကိုနန္ဒတရှုလို့ပြောတာနော်နန္ဒတရှုလေးလောက်ပဲမေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားကြည့်ပါအဲ့ဒီမေတ္တာပွားမှုဟာခုနကတရဏဂုံသီလကျောင်းဆောက်တာလေးတဲ့ပို့ပြီးတော့တန်ဖိုးကြည့်ပါတယ်ဘာကြောင့်လို့ဆိုရင်မေတ္တာဘာဝနာပွားပြီးတော့ဇာရသွားမယ်ဆိုရင်ကဘာချီပြီးတော့အသက်ရှိတယ်ပြမဖြစ်နိုင်တယ်လေတက်တန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်တယ်ချမ်းသာဒုက္ခကိုကြာကြီးထိမ့်နိုင်ဒါနတို့သီလတို့ဆိုတဲ့အရာကလူပြည်လူချမ်းသာနတ်ပြည်နတ်ချမ်းသာဒီလောက်ပဲပေးနိုင်ကဘာချီပြီးအသက်ရှိနိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူးမေတ္တာဘာဝနာကဇန်အဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှိတဲ့ပြမအနေထားချမ်းသာဒုက္ခတွေအောင်ပေးနိုင်တယ်ဆိုသူ့ရဲ့စွမ်းအားပို့ပြီးတော့ချီမာတယ်ဒါဖြင့်မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာအကောင်းဆုံးဖြစ်ပြီလားဆိုဖြစ်သေးဘူးသူ့ရဲ့ကောင်းတာပါတော့ဆိုဣစရသင်္ကတမတ္တံပိအနိစ္စတင်ညာဘာဝေတိလက်ဖြစ်တတိအချိန်လေးပဲဖြစ်စေကိုယ်ခန္ဓာကိုစူးစိုက်ပြီးတော့အော်ဘေးရမှမမြဲပါလားဆိုတဲ့ဝိပဿနာတရားကိုချုပ်စားအထောက်မမြဲဘူးဆိုတာကိုဆင်ញင်သုံးသပ်နိုင်ခြင်းဟာဝိပဿနာဉာဏ်ကိုဖြစ်အောင်လုပ်တာအဲ့ဒီဝိပဿနာဉာဏ်ကြတော့လှုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ်လို့ခေါ်တယ်ထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူးလှုပ်လို့ရတဲ့ကုသိုလ်တွေမှာထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူးမဲ့ကုသိုလ်ဆိုတာလှုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူးဝိပဿနာကုသိုလ်လုပ်ပြီးမျက်မှောက်ပြုရတဲ့ကုသိုလ်မျိုးသာဖြစ်တယ်ကုသိုလ်ဆိုတာမဲ့ကုသိုလ်မှာလမ်းဆုံးတယ်သို့တော့မဲ့ကုသိုလ်ဒီလှုပ်လို့ရတဲ့ကုသိုလ်မျိုးမဟုတ်ဘူးအားထုတ်ရမယ့်ကုသိုလ်ဒီဝိပဿနာကုသိုလ်အမြင့်ဆုံးပဲဖြစ်တယ်